TNE ရဲ့ BS551 ACDC Air Cooler ကိုဘာကြောင့်ရွေးချယ်ဝယ်ယူတင်တာလဲဆိုတော့နံပါတ်1 5A နဲ့အားသွင်းတာဖြစ်တဲ့အတွက်အားသွင်းမြင့်တယ် battery capacity ကလည်း1000 mAh ကို lithium battery ကိုတုံးထားတယ်ဗျပြီးတော့ရေကန်ရဲ့ size ကလည်း40လီတာနောက်တစ်ခုကဘာလဲဆိုသူ့ရဲ့ motor အားကလည်းခုနလိုမျိုးပေါ့ဘယ်လိုခေါ်မလဲအရင် consumption တက်တာတဲ့အထဲမှာပါလာမင်းတော့မပါဘူးဒါပေမဲ့အရင် consumption စတဲ့အထဲမှာလည်းမပါဘူးသူ့ရဲ့ motor ရဲ့အားက150ပဲရှိတယ်ဗျphysically ရဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင် 5A adapter နဲ့အားသွင်းဖို့အတွက်ဒီမှာဆိုရင်တက်ထုအထိုင်ငုတ်ကလေးပြီးတော့ရင်ကျွန်တော် emergency တုံးဖို့ USB output နဲ့ကျွန်တော်တို့ DC output ကလေးတွေလည်းထည့်ထားတယ် emergency အတွက်ပေါ့နော်ပြီးတော့ရင်ဒီမှာဆိုလို့ရှိရင်ဒီကဒီမှာ temper glass ကလည်းထူထူထဲထဲနဲ့လုံအောင် premium ဆန်နဲ့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ပုံမှန်ပါနေကြ air cooler တွေမှာပါနေကြအတိုင်းပါပဲဒါပေမဲ့မတူတော့မတူဘူးနည်းနည်းလေးတော့ကွဲတယ်အဲ့ဒါပါလဲဆိုသူက display ရဲ့ဒီခုနလိုမျိုးပေါ့မျက်နှာပြင်ကိုနည်းနည်းလေး slope လေးနည်းနည်းလေးပဲစောင်းထားတယ်အဓိကတော့じゃညအိတ်နေတဲ့အချိန်မှာဒီကောင်ဒီအယောင်ကလူရဲ့မျက်လုံးကိုမကြောက်စေဘူးပေါ့ဗျာပြီးတော့လို့ရှိရင်သူကဒီပေါ်မှာမှအမဲရောင်ထဲမှာမှအနီရောင်စလုံးလေးတွေကိုနည်းနည်းလေးမှိန်ပြီးတော့ထည့်ပေးထားတယ် battery indicator ကိုလည်းသူက20% 40% 60% 80% 100% ဆိုပြီးတော့ percent နဲ့ကြည့်လို့ရတယ်ပြီးတော့လို့ရှိရင် fan speed ကိုတော့သူက1 2 3တွေနဲ့သွားတာမဟုတ်ဘူး F1 ကနေ F90 ပေါ့ wind time အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ B1 B2 အဲ့လိုပုံစံမျိုးနဲ့တွားတယ် fan speed အမြင့်ဆုံးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က4နာရီဝန်းကျင်လောက်ရမယ်အကယ်၍ကျွန်တော်တို့က fan speed ကိုအလက်လောက်ပဲထားမယ်ရေခဲလေးလည်းထည့်ပြီးတော့ရေလေးတွေလည်းထည့်ပြီးရေခဲလေးထည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က10နာရီအထက်ပေါ့ဗျာကဲအမကန်လည်းတစ်နှစ်ပါတယ်ဘယ်လိုခေါ်မလဲနည်းနည်းလေးလဲကွဲတယ်ဈေးနှုန်းကလည်း9,890,000နဲ့ TNE ရဲ့ BS551 ACDC Air Cooler တနည်းအားဖြင့်တော့ကျိုးမဲ့ Air Cooler ကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Teco 7 electronic ရဟဝက်မတ်အမှတ်142A အောက်ကြီးမြင့်နိုင်လန်အလုံမြို့နယ်ရန်ကုန်မြို့မှတ်တိုင်ရတော့ဂျင်မန်ကန်နံပါတ်တိုင်းနဲ့စာတိုင်းမှတ်တိုင်ကြပဲဖြစ်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Teco 7ကိုကြွားလန်းခဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်